တနည်းမှာတော့ကောင်လေးဟာသူ့တန်းဖော်တွေရဲ့ဝိုင်းဝန်းနိုင်ခြင်းကိုခံခဲ့ရပါတယ်သူတို့ဟာကောင်လေးရဲ့ဘာဆက်သေးကိုဘိုးကောင်တွေအတင်းထည့်ပြီးပြန်ထွေးထုတ်လို့မရအောင်ဘာဆက်ကိုပိတ်ထားခဲ့ကြတယ်ဘိုးကောင်တွေလည်းချောင်းထဲအထိရောက်သွားတော့မှသူတို့ကလက်ကိုလွတ်ပေးခဲ့တာပါတကယ်ကြီးမျိုးချလိုက်တာလားဆိုပြီးလောင်ပြောင်ခဲ့ကြပါသေးတယ်ဒါတွေမှမသေးပါဘူးလော်ယာဆိုတဲ့မင်းကလေးကအစိတ်ရှိတဲ့ပင်ကူတကောင်ကိုနစ်ရဲ့မျက်နှာပေါ်တင်ပေးပြီးနားထဲကိုတွားဝင်ရောက်သွားတာကိုအေးအေးဆေးဆေးကြည့်နေခဲ့ပါတယ်နစ်ရုံးကန်လို့မရအောင်တခြားလူတွေကလည်းသူ့ကိုတန်ချောင်းတွေနဲ့မြေကြီးမှာရိုက်နှက်ထားခဲ့ကြတယ်မတ်ကတော့ဘိုးကောင်တွေကိုလက်တဆုပ်ဆာယူပြီးနစ်ရဲ့မျက်လုံးတွေရဲ့ကိုထည့်ပေးခဲ့တာပါဒါဟာသူတို့အတွက်တော့ကစားပွဲတစ်ခုလိုပါပဲနစ်ကသူ့မိဘတွေကိုဒီကြောင်ပြောပြတဲ့အခါမှာတော့သူ့မိဘတွေကသူ့ကိုအိမ်ပေါ်ကနေရရဆက်ဆက်နှင်ထုတ်ခဲ့ကြပါတယ်သူ့မိဘတွေကဒါဟာအနိုင်ကျင့်ခံရတဲ့နစ်ရဲ့အမားလို့ပဲယူဆခဲ့ကြတာပါနစ်တယောက်ဝမ်းနေပူဆွေးနေတဲ့အချိန်မှာလော်ယာတစ်ခါပြန်ရောက်လာခဲ့ပါတယ်သူ့ကိုတောင်းပန်ဖို့လာတယ်လို့နစ်ကထင်ခဲ့ပေမဲ့တကယ်တော့သူမကနစ်ကိုလူသက်သမားတယောက်ရှိတယ်လို့နာမည်ကြီးတဲ့အိမ်ပြက်ကြီးစီကိုခေါ်သွားခဲ့တာပါမင်းအထဲကိုဝင်ရင်ငါမင်းကိုနမ်းမယ်မင်းငါကိုနမ်းချင်တယ်မလားအထဲမှာမိနစ်20လောက်ပဲနေခဲ့ပါလို့သူမပြောခဲ့ပါတယ်သူငယ်ချင်းတွေရဲ့ဖိအားပေးမှုကြောင့်နစ်တယောက်ကြောက်ကြောက်လန့်လန့်နဲ့အိမ်တန်ခါကိုဖွင့်လိုက်ရပါတယ်ခဲရကြမှာတော့နစ်ကိုလူသက်သမားဖမ်းဆီးသွားတာကိုမြင်လိုက်ရတဲ့သူငယ်ချင်းတွေဟာအလန့်ကြားထွက်ပြေးသွားခဲ့ကြပါတော့တယ်ဒီဖြစ်ရက်ကနစ်ရဲ့ဘိုးတစ်ခုလုံးကိုပြောင်းလဲစေခဲ့မယ်ဆိုတာသူတို့မသိခဲ့ကြပါဘူးနစ်နိုးလာတဲ့အချိန်မှာတော့သူဟာမြေအောက်ခန်းတစ်ခုထဲမှာပေးလောင်ခံထားရပါပြီလူသက်သမားကနစ်ကိုနေတိုင်းလူသားသားတွေကိုကျွေးမွေးပြီးမိမိဘတွေကမင်းကိုစွန့်ပစ်သွားပြီအခုငါတယောက်ပဲမင်းကိုဂယူးဆိုင်တော့တာလို့ရိုက်သွင်းခဲ့ပါတယ်နစ်ခါနေဘက်မှာအလုံးလုံးပေးရပြီးညီဖက်မှာတော့လူသက်သမားကိုစာတင်ပေးရပါတယ်အမိမနာခံရင်တော့ပြင်းထန်တဲ့နှိပ်စက်မှုတွေကိုခံရတတ်ပါတယ်ဒီနေ့မှာတော့လူသက်သမားတင်းထားမိတဲ့အချိန်မှာနစ်ခါအိမ်ထဲကနေကိုထွက်ခဲ့ပါတယ်ဒါပေမဲ့ခဲရကြမှာပဲသူရက်လိုက်မိတယ်သူ့မိဘတွေကလည်းသူ့ကိုမလိုချင်တော့ဘူးအပြင်ထွက်ရင်လည်းအနိုင်ကျင့်သူတွေထက်နှိပ်စက်ဦးမှာမလားဒါကိုစဉ်းစားမိတဲ့နစ်ခါအိမ်ထဲကိုပဲပြန်ဝင်သွားခဲ့ပါတယ်သူဟာလူသက်သမားနဲ့ရင်းနှီးအောင်စ조사ရင်းတစ်ဖက်ကလည်းသူ့ကိုယ်သူတမလာအောင်လေ့ကျင့်ခဲ့ပါတယ်အချိန်တွေကုန်လုံးလာတာနဲ့အမျှနစ်ခါကလေးဘဝကနေလူကြီးတစ်ယောက်ဖြစ်လာခဲ့ပါပြီဒီနေ့မှာတော့လူသက်သမားရဲ့မှတ်တမ်းစာအုပ်ကိုဖတ်ကြည့်ရင်သတင်းစာဖြတ်ပိုင်းတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီသတင်းစာထဲမှာတော့သူပျောက်ဆုံးသွားတဲ့အချိန်မှာသူ့မိဘတွေကသူ့ကိုရှာဖွေဖို့ဘယ်လောက်တောင်စ조사ခဲ့ကြလဲဆိုတာကိုရေးသားထားတာပါဒါပေမဲ့